မယ်မင်္ဂလာပါဒီနေ့မှာတော့2026အာရှဗလာချင်းစစ်ပွဲရဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်ဒီဘောတင်တဲ့အင်ရှင်မြန်မာရှုဆက်ခွန်တင်တို့အရှင်ပြိုင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်ဒီနေ့တော့မှာ24ရက်နေ့မြန်မာစံတော်ချိန်ညနေ4:00နာရီအချိန်မှာတော့ရန်ကုန်မြို့သူ့နောက်ကွင်းထဲမှာဒီဘောရှုဆက်ခွန်တင်တဲ့မြန်မာရှုဆက်ခွန်တင်တို့က2026အာရှဗလာချင်းစစ်ပွဲစဉ်ရဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်အရှင်ပြိုင်ကစားသွားဖို့တော့ရှိနေကြတာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့ကွင်းလက်တိုင်းဖြစ်ထိုင်းလူမျိုးအကောင်ခွန်းခွန်ဝင်ကတိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်စီချက်တိုင်တွေဖြစ်တော့ထိုင်းလူမျိုးချူချူရန်နဲ့တရုတ်လူမျိုးချန်ချောင်တို့ကတိုင်တွယ်သွားမှာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဖွင့်ပွဲစဉ်မှာနိုင်ရရှိထားခဲ့တဲ့မြန်မာယူဆက်ခွန်တင်ဒီနေ့မှာအုပ်စုတွင်ရဲ့ထိပ်ဆုံးနေရာကိုတက်လှမ်းဖို့အတွက်အဖြစ်မနေဒီဘောအသင်းကိုတော့ထပ်မံအနိုင်ရရှိဖို့တော့လိုအပ်နေကြတာဖြစ်ပါတယ်ခန်းစကိုပဲပြန်ပေးတာအမြတ်မာတင်ပဲရှေ့တိုင်ခံဖို့လာတယ်တောက်လျှောက်လိုက်ဖို့ကြိုးစားနေနွားတင်ပဲအိတ်ရဝင်လာပြီးတောက်လျှောက်ရလာတဲ့လက်ပိတ်ပြီးဘန်ကာကီဒီဘောတင်ပဲဒီဘန်ကာကီမာတင်ပြန်ရလာတယ်မြတ်တောက်လျှောက်ပဲဆိုင်ပြန်ပြီးအိတ်ရဝင်လာပြီးလဲဖေးလာပြီးပိတ်ပြီးကိုဘီများဒီချိန်မှာလဲရဲနိုင်အောင်မာတင်တို့လိုအပ်နေတဲ့ဥဆောင်ကိုတော့ဒုတိယမြောက်ပွဲမှာဒုတိယအကြိမ်ထပ်ပြီးတော့အသွင်ယူပြနိုင်ခဲ့ပြီဖြစ်ပါတယ်ပြိုင်ဘက်ကဖိအားပေးရင်အနည်းငယ်ပြန်ရခက်လေးရှိတဲ့နီဘောတင်ရဲ့ခံစစ်ဒီချိန်မှာလဲဒီဘန်ကာကီရဲ့အမှားအနေမြန်မာတင်ရလာတဲ့အခွင့်အရေးတစ်ခုတော့အကောင်းဆုံးသုံးချပြီးတော့တွင်ကိုတစ်ခုဖြစ်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်ရရှိလာတဲ့ခွင့်အရေးတစ်ခုတော့ဆိုင်းမြတ်မင်းအေးရထဲမှာအဆင်သင့်ရှိနေတဲ့ရဲနိုင်အောင်တော့အကောင်းဆုံးပံ့ပိုးနိုင်ခဲ့တာဖြစ်ပါတယ်ကိုဆက်ဝရန်ရေးပွဲစပိုင်းမှာပဲမြန်မာတင်ကတော့ပွဲကိုစတင်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဟိုပါတယ်ကိုငင်ဆိုရေးအာဖဂန်နဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ကစားမတစ်ခုဖြစ်တဲ့ဆိုင်းမြတ်မင်းနဲ့ဂျဲနိုင်အောင်တို့ရဲ့အတွဲဖက်ကနေမြန်မာယူဆက်ကွန်တင်ရတော့လက်ရှိချိန်မှာဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ချိုတိုင်ကနေပေးထားတယ်ရဲနိုင်အောင်လက်ကန်နေဒီကမာကဘရှန်စကူမာရှာလိုက်မယ်ဒီစကူမာလက်ကန်နေဆိုင်းမြတ်မင်းဒီဆိုတဲ့လိုက်မှာဆိုင်းမြတ်မင်းအေးရတယ်ကိုဖန်တီးပေးထားတယ်ဆိုင်မြမင်းတယောက်ကြော်လာတဲ့အေရီယာထိတ်နာလောက်မှာပဲလေပေးပြီးရဲနေအောင်ရှာလိုက်မြရဲနေအောင်ပဲရဲနေအောင်ပဲရာရာတင်မြရဲနေအောင်လက်ကန်တယ်ဒီတိုက်စစ်မှာခြေစွမ်းပြနေတဲ့ရဲနေအောင်ဖြစ်ပါတယ်ရဲနေအောင်ဆိုင်မြမင်းပဲခင်ဗျဆိုင်မြမင်းရာရာဒီမြဆိုင်မြမင်းလင်းအောင်ဒီရောက်အေးရမရလည်းမြလင်းအောင်လက်ကန်တယ်ပိတ်တယ်ဆိုင်မြမင်းပဲခင်ဗျဆိုင်မြမင်းရကနေပေးထားတယ်လင်းအောင်ကောင်းတိုက်တယ်ကိုရဲနေအောင်မြောက်ထားပြီးတော့လက်စစ်စင်ဖို့အတွက်ကြိုးစားနေရလည်းဖြစ်ပါတယ်ရဲနေအောင်ဆိုင်မြမင်းတို့ရဲ့ဒီကတွဲဖက်တွေကနေမြန်မာတင်းတော့လိုအပ်နေတဲ့တွင်းကိုတွေရယူသွားနိုင်မှာကျွန်တော်ဆက်လက်ဆောင်ကြည့်တောင်းမယ်ဖြစ်ပါတယ်မြန်မာတင်းရဲ့အာဖဂန်နဲ့ပွဲစဉ်မှာပထမဦးဆောင်ဖို့တွင်းပေးတဲ့မြို့ခန့်ကျော်နဲ့မြို့ခန့်ကြီးပြီးရဲ့အောင်တိဟာပဲဖြစ်ပါတယ်လက်ကန်တယ်လောကမော်ကန်ကြီးထားပေးတယ်ဒီကောင်းတိုက်ထားတယ်တက်တိုက်တယ်ပိတ်တယ်ကိုဘီကဗျာဒီချိန်မှာတော့မြန်မာတင်းလိုအပ်နေတဲ့ဒုတိယမြောက်ဦးဆောင်ဖို့တော့တင်းကောင်းဆောင်အောင်တီဟာသူယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဝယ်သားချိန်68မိနစ်ရောက်မှာတော့ရှုပ်ချက်ခတ်နေတဲ့ထောက်ကမော်နေထားနေပြန်ချက်ထွက်လာတဲ့ဘောလုံးအောင်တီဟာအမောင်းမရှိပိတ်သွင်းပြီးတော့မြန်မာပရိသတ်တွေတို့ကလိုချင်နေတဲ့ဒုတိယမြောက်ဦးဆောင်ဖို့တော့ယာယူပေးသွားနိုင်ပြီလည်းဖြစ်ပါတယ်မှာပွဲစဉ်မှာလဲတောက်ကံမောကနေမြို့ခန့်ကျော်ရဲ့ဥဆောင်ကိုဖန်တီးပေးခဲ့တဲ့အောင်တီဟာဒီနေ့ပွဲစဉ်မှာလဲတောက်ကံမောကနေပဲရလာတဲ့အခွင့်အရေးကိုကောင်းမွန်စွာဆုံးသက်ပြီးတော့မြန်မာတင်းတို့ဒုတိယမြောက်ဥဆောင်ကိုအောင်တီဟာသူယူပေးသွားခဲ့ရလဲဖြစ်ပါတယ်မာတင်ပဲလက်ကန်လာပြီဆိုင်မြမင်းဒီချိန်မှာလဲတော်လေးကောင်းမွန်တဲ့ကန်ချက်နဲ့ပြန်မတင်ရဲ့ကိုးပေါက်ကိုတော့ဖိအားပေးဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတင်းပေါ်ကိုရရှိဖို့အတွက်အကောင်းဆုံးဖန်တီးပေးထားနိုင်ခဲ့တဲ့ဆိုင်းမြတ်မင်းဒီချိန်မှာတော့ကိုယ်တိုင်သွင်းကိုရရှိဖို့အတွက်အတော်လေးကောင်းမွန်တဲ့ကန်ချက်တစ်ခုနဲ့တော့ချင်းချောက်ထားခဲ့တာဖြစ်ပါတယ်သူရဲ့ကန်ချက်ကအားပါကောင်းမွန်ခဲ့မယ်လေကိုပေါင်းနဲ့ထည့်မှတ်ဖို့အတွက်အနည်းငယ်တော့လိုအပ်ချက်ရှိသွားခဲ့တယ်များအော်ဒီဟာဒါပဲအေးရမော်ပေးရတယ်ခေါက်တိုက်ပြီကိုဘီများကန်ချက်ကမျိုးခန့်ကျော်ဒီကနေ့ပွဲစဉ်တော့လိုပဲဒီနေ့ပွဲစဉ်မှာလည်းမြန်မာအသင်းအတွက်အတွင်းကိုတစ်ခုရရှိအောင်အကောင်းဆုံးခေါင်းတိုက်ပြီးတော့အဆုံးသတ်နိုင်သွားခဲ့ပြီဖြစ်ပါတယ်
တင်းကောင်းဆောင်အောင်တီဟာရဲ့ဖန်တီပေးပုံမှုကနေအေရီယာထဲမှာအောင်တီဟာလုံအောင်ချိန်သားကပြေးထွက်ပြီးတော့အပိုင်ထောင်းတက်ပြီးတော့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာလည်းတင်းကောင်းဆောင်အောင်တီဟာရဲ့ပေးပုံမှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့မြို့ခန့်ကျော်ရဲ့ခေါင်းတိုက်ချက်ကလည်းလုံအောင်အပြေးမှန်မှန်နဲ့ပြန်မတင်ရဲ့ကိုသမားဘိုဟာရောဘလုံးမတက်နိုင်ပဲနောက်ထပ်သွင်းကိုတကူတော့ထပ်ပြီးတော့ခွင့်ပြုခဲ့ရဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာနောက်ပိုင်းပွဲနှောင်းပွဲချိန်တွေမှာအတင်းရဲ့ခြေစမ်းတွေနင်းငယ်ပြန်ပြီးတော့ကြလိမ့်ရှိတဲ့မြန်မာကြီးစက်ခွန်တင်းဒီနေ့ပွဲစဉ်မှာတော့သူတို့ရဲ့တိုက်စစ်ဆင်မှုတွေကပွဲချိန်နှောင်းပိုင်းအထိပို့ပြီးတော့ထိုးပြန်ပြီတော်တော်လေးလှပတဲ့အတွင်းကိုလို့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်ပြောလို့မဆုံးရင်တင်ထားမှာပဲမာသေးရဲ့တိုက်စစ်ကလုံးဝမရက်တတ်မင်းနဲ့နောက်ထပ်အတွင်းကိုတစ်ခုတော့ထပ်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ဒီအတွင်းကိုကမြန်မာသေးရဲ့ပြည်သက်တွေတော့အတော်လေးအားရကျင်းတဲ့ဖို့ကောင်းတဲ့လှပတဲ့အတွင်းကိုတစ်ခုဖြစ်တော့ရှိနေခဲ့တာဖြစ်ပါတယ်ပြန်မသေးရဲ့ခန်းစစ်စားမတွေလုံးဝကာကွယ်ခြင်းတော့မရဘဲနဲ့ဒီအတွင်းကအတော်လေးလှပပြီးတော့အတော်လေးတည်သက်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်ဒီတွင်ကိုဘယ်လောက်ထိလှပလဲရုပ်တံနှေးပြခွင့်တွေမှာကျွန်တော်ပြန်ပြီးတော့ကြည့်ရှုရမှာလည်းဖြစ်ပါတယ်ဒီမှာမာတင်မဲ့အေးရလည်းဝင်လာတယ်နောက်ပေါ်လေးနဲ့ချပေးလာတယ်ပြည်တော်ဘောဖြစ်ပဲတတ်မှတ်ထားခဲ့တာဖြစ်ပါတယ်ဒါမဲ့လည်းဒါကတော့နီဘောသင်းကိုတတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ခုနမှာတော့မြန်မာသင်းရဲ့ကစားသမားတူတရားရရှိနေတဲ့အနေအထားမျိုးမှာတော့မြင်တွေ့နေခဲ့ရတယ်ဗျာ